ကျွန်တော်ဝိုက်လက်ခွင့်ရ2026ကျော်စိုးဦးကိုမနေ့ကကျွန်တော်ကအသက်ရှင်ရထားတဲ့လားလို့မိခွန်းထုတ်ပြီးမှစုချင်းဝင်တွေထပ်ထုတ်အသေးရအရှင်ရကိစ္စတွေဖြစ်လာနေပါပြီကျော်စိုးဦးနဲ့ပတ်သက်ပြီးကျွန်တော်တို့ထုတ်ပြန်အပြီးမှာကျော်စိုးရဲ့ရုပ်မာတဲ့လူသားမဆန်တဲ့အောက်တန်းကြတဲ့အပြုတ်မှုတွေဟာပြည်သူလူထုရဲ့နှလုံးအိမ်တွေကိုရိုက်ခတ်သွားပြီးကျော်စိုးလွတ်အောင်ပြေးလို့ဒီနေရာကကျွန်တော်တဲ့တယ်ပြောပါတယ်အခုဆိုရင်ဒေါ်လာပြည်သူတွေကမက်စာကြီးဝင်းအကောင့်လား300ကိုတေစာ300စုပြီးတော့ကျော်စိုးဦးကိုအသေးရအရှင်ရခမန်းကြီး900လောက်ရှိသွားပြီလို့သိရပါတယ်အဲ့တော့ဒီတစ်ခေါက်မှာတော့ကျော်စိုးဦးထမယူစည်းလောင်သွားပါပြီအသက်နဲ့ခန္ဓာမြဲမမြဲဆိုတာကတော့ကျွန်တော်တို့အာမမခံနိုင်ပေမဲ့သူ့ရဲ့လိပ်စာတွေဖုန်းနံပါတ်တွေသူ့အဖေဖုန်းဆိုင်ဖွင့်ထားတဲ့စီတူဖုန်းဆိုင်မန္တလေး56လမ်းနဲ့လမ်း90ထိတ်လာလိပ်စာတွေတောက်လျှောက်မြို့ပြပျောက်ကြားတွေရောတော်လန်တက်ဖွဲ့တွေရောကအကောက်လိုက်နေပါပြီအဲ့တော့ကျော်စိုးဦးမသားပေါ်ဖို့နီးစက်လာသလိုမရယာစင်ကူးတပိတ်ချင်းကိုကျော်စိုးဦးကသွားတော့လူမြတ်ကျော်တဲ့ဘာတွေလောင်နေတာလဲငါတို့ကမတရားသွားတာဆိုပြီးသူ့ရဲ့ Telegram မှာရေးထားတာတွေ့ရတယ်စစ်တပ်ကပေါ်တာဆွဲပြီးတော့မူရည်စေးကျွေးပြီးတိုက်ခိုင်းလို့နိုင်တဲ့နေရာလေးတွေကိုဂုံစာမပြနဲ့တတိရှိရင်မင်းတို့စစ်တပ်နဲ့အတူတိုက်တဲ့တိုက်ပွဲမှာမင်းလိုက်ငါတို့ကလည်းဒီဘက်ကလူမြတ်ကျော်ဆိုလူမြတ်ကျော်ပေါ့ကွာအတူထိတ်တိုက်တွေ့တဲ့တိုက်ပွဲမှာ2ယောက်လိုက်ပြီးတော့စော့လာစာကလေးကောရှုံကြီးတို့လုံနေတာမင်းတို့လိုစစ်တပ်ကိုအခွင့်အရေးရလို့ပရက်နဲ့ရဲ့စစ်ဖက်ကိုရှာနေရနေတဲ့ကောင်တွေတကောင်းမှမရှိဘူးဘလူစီယာမဒီနေ့ချိလူမြတ်ကျော်တပြားမှမရဘူးရစီရလည်းမလို့ကိုယုံကြည်လို့ကိုဒီဒေါ်လာရေးကိုလုံနေတာအဲ့တော့ကျော်စိုးဦးကိုတဲ့ကောင်အသက်နဲ့ခန္ဓာစိတ်မချရတော့ပါလွတ်အောင်ပြေးကျော်စိုးဦးလို့ကျွန်တော်ဒီနေရာကနေပြောချင်တယ်လို့ကျော်စိုးဦးနဲ့တဘူးတရဲသွားနေတဲ့နောင်တော်လေးသဇင်ဦးလေးလုံးအခက်မသိရင်မတာပေါ်နိုင်ပါတယ်အဲ့တော့ကျော်စိုးဦးကြီးဒီနေရာကပြောချင်တာကမင်းအိမ်တွေပါတွေမိန်းမတွေကလေးတွေလည်းဖုန်းဆက်မေးကြည့်ပါဦးကျော်စိုးဦးကိုဒီကနေ့ကစပြီးကျွန်တော်တို့ကျင့်သုံးမဲ့ဥပဒေသားကဟမ်မူရာဘီကိုဒဥပဒေပါငါတို့တန်ဖိုးထားရတဲ့ဟာတွေကိုစော်ကားတဲ့ကျော်စိုးဦးအတွက်ရလက်ဟာပေခြင်းပဲဖြစ်ပါလေသို့တော့အခက်မသိလို့အရှင်ရရင်တော့မင်းဘဝတော့မင်းတွေးပေါ့အခုဆိုရင်ကျော်စိုးဦးရဲ့ရုပ်မာမှုကျော်စိုးဦးရဲ့စော်ကားမှုတိုင်းပြည်လုံးပွက်ညံအောင်ကျော်စိုးဦးဟာတရားခံဖြစ်သွားပါပြီတမေဘူးလောင်သွားတဲ့ကျော်စိုးဦးဟာအရှိန်မတက်နိုင်ပဲကိုယ့်အိမ်အောင်ကိုပြန်ရဲပါမလားနေပြည်တော်ကမင်းနေတဲ့တိုက်တန်းမှာကောလုံခြုံပါမလားဒီကနေ့ပြည်မှာရန်ကုန်ပြည်ကားလမ်းရန်ကုန်မန္တလေးနေပြည်တော်ကားလမ်းတွေမှာပြင်းထန်တဲ့တိုက်ပွဲတွေမင်းလာပဲခူးအနောက်ချမ်းမြို့လေးမြို့ထိုးစစ်အရကတ်တော်ကြီးရဲ့ပန်းတောင်းစစ်နယ်ကမတာပေါ်သွားတဲ့စခခမှုဟန်ဝင်းအောင်လားအဲ့ဒါတွေကျွန်တော်ဟိုဘက်လူမြတ်ကျော် channel မှာဒီလူမြတ်ကျော် channel မှာကျော်စိုးဦးအကြောင်းကိုကျွန်တော်တီးတန့်ပြောမှဖြစ်ပြီးဟိုဘက်မှာ Alleggy review မှာရန်ကုန်ကိုချီပြီလားပဲခူးနောက်ချမ်းမြို့6မြို့ထိုးစစ်ကိုစပြီလားမင်းလားပြည်တကြောမှာတိုက်ပွဲတွေပြင်းထန်နေလို့ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာကားတွေရာနဲ့ချီပိတ်နေတဲ့အကြောင်းတွေလည်းရှိပါတယ်ထပ်ပြီးတော့အရကတ်တော်အေးရဲ့ညောင်ကျိုးတိုက်ပွဲမှာမတာပေါ်တဲ့စကခမှုစစ်တွေထိုးစစ်ကြောက်ဖြူထိုးစစ်ဒါတွေဟိုဘက်အလကယ်ရမှာပြောမယ်လာခဲ့ဒီမှာတော့ကျော်စိုးဦးဆိုတဲ့ခွားမသေးအကြောင်းကျွန်တော်ပြောချင်တာအဲ့တော့ကျော်စိုးဦးကပီပင်းမီဒီယာထောင်ထားတယ်သတင်းသမားလို့ယာယီတတ်မှတ်လို့ရမယ်ကျွန်တော်တို့ကသတင်းသမားမဟုတ်ကျွန်တော်တို့ကတော်လိုင်းသမားကိုယုံကြည်ကကိုပြောတာကျွန်တော်တို့အနေနဲ့သတင်းဌာနအနေနဲ့လုပ်နေတာမဟုတ်ဘူးကျော်စိုးဦးကတော့သူ့ကိုယ်သူပီပင်းမီဒီယာဆိုပြီးတော့သတင်းသမားအနေနဲ့ဆောင်ရွက်တာကိုတွေ့ရပါတယ်အဲ့တော့သတင်းသမားကဲ့သို့ဆောင်ရွက်ရင်သတင်းသမားဆိုင်ရာကျင့်ဝတ်တွေရှိရပါမယ်လက်ရှိမနေ့ကကျော်စိုးဦးရဲ့လှုပ်ဆောင်ချက်များဟာအင်မတန်အောက်တန်းကျပြီးတိုင်းပြည်တွေဆွလွန်ပေးဆက်သူများကိုစော်ကားခြင်းဟာပေတံထိုက်ပါတယ်အတရေရအစင်ရကျော်စိုးဦးအတွက်စုငွေတွေထွက်လာပါပြီကျော်စိုးနဲ့ထပ်တူကျော်မျိုးမင်းသဇင်ဦးနောင်တော်လေးလုံးမနင်တို့မိသားစုဆွေစဉ်မျိုးဆက်လူရဝင်ခွင့်ရမှာမဟုတ်တော့ပါ
အဲ့တော့ကိုမိသားစုနဲ့တောင်ကိုပုံမတင်ရဲတဲ့ဘဝကိုရောက်သွားပြီဖြစ်ပြီးငါတို့ PDF တည်းရဲ့အုတ်ကူဆိုတာကိုဖက်နဲ့တင်ပြီးစော်ကားတဲ့အတွက်မေးခွန်းလေးတွေတော့မေးလိုက်ချင်ပါသေးတယ်မင်းတို့တက်မတော်ချစ်ပါတယ်ဆိုတဲ့ကောင်တွေမင်းတို့စော်မင်းထွန်းစော်မဲလုံးကိုမေးကြည့်လိုက်စမ်းမင်းတို့စစ်တပ်ကကောင်တွေသိရင်အာတုပတော်ချလို့ရလို့လားမင်းတို့စစ်တပ်ကကောင်တွေသိရင်မတာဖိတ်စာတော်ရက်ွက်တယ်ဝေလို့ရသလားမင်းတို့စစ်တပ်တဲ့ကောင်တွေသိရင်မီးတကြိုမပေးလို့ PDF တွေမီးတကြိုပေးရတဲ့အလောင်းတွေပုံထပ်နေတာပဲမင်းတို့စစ်တပ်ကောင်တွေသိရင်တရင်ထုတ်ပြန်ဝင်အောင်မရှိဘဲနဲ့သိတာတော့လူရမဝင်တဲ့ကောင်တွေဘဝတတိရှိမင်းတို့စော်မဲလုံးကိုမင်းတို့မေးလိုက်စမ်းကျွန်တော်တို့စစ်သားတွေသိရင် PDF တွေလို့အုတ်ကူလုတ်ပေးလားလို့တိတ်ခါမရှိတဲ့ကောင်တွေဂုံတိတ်ခါမရှိလို့အရှက်မဲ့တဲ့စစ်တပ်ဒီစစ်တပ်ကိုထောက်ခံတဲ့ကောင်တွေဟာဒီတက်ပို့ပြီးအောက်တန်းကြမယ်ဆိုတာကိုကျွန်တော်တို့ကြုံရှိပြီးသားပါအဲ့တော့အမြင့်ကိုလည်းချိုးရမယ်ရေတောက်မြစ်လည်းဖြတ်ရမယ်အကိုင်းခတ်ပါမကြက်တပင်လုံးရှင်းရမယ်ပွဲဆိုတာကတော့အလုံးချင်းတည်သွားပါပြီအဲ့တော့စစ်တို့ရဲ့မြည်ဒီမှာကျင့်ဝတ်တွေတိတ်ခါတွေစစ်စည်းတွေစစ်ကမ်းတွေရှိတယ်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေတော်လှန်ရဲဘော်တွေဟာတစ်ဖက်ကနေပြီးတော့စစ်သားတွေကိုသို့မဟုတ်ဒီဖက်စစ်တပ်သားတွေကိုဖမ်းမိစစ်တုပ်ပန်းဥပဒေများနဲ့အညီလူသားချင်းစာနာမှုနဲ့စစ်ကူပေးတယ်စောင့်ရှောက်တယ်ဥပဒေနဲ့အညီရေးယူတယ်တရားရတဲ့လူတွေကိုကျွန်တော်တို့နှွေးထွေးတယ်တချို့ဖက်စစ်တပ်ကတပ်သားတွေဆိုရင်စေးကြောင်ကြောင်ပြီးဘာမှမသိရတော့ဥပဒေနဲ့အညီပဲဆောင်ရွက်လိမ့်ရှိတယ်ဒါပေမဲ့ဖက်စစ်တပ်ကတော့စစ်ကိုစစ်နဲ့တူအောင်တိုက်တာမဟုတ်ပဲဓမြတက်လို့ပဲရွာသူရွာသားတွေကိုလူသားတိုင်းလုပ်တယ်အရက်သားပြည်သူအမျိုးသမီးတွေကိုလင်းရှိမရပါမကြမရင်းချင်တယ်ရွာလုံးချုံပြီးရှို့တဲ့အပြင်ကိုစစ်စည်းကမ်းစစ်ဥတွေစစ်ကျင့်ဝတ်ဘာတစ်ခုမှမလိုက်နာတဲ့အပြင်စစ်တပ်ကိုထောက်ခံတဲ့ lobby ကောင်တွေဖြစ်တဲ့ကျော်စိုးဦးတို့ကပါတိုင်းသမားကျင့်ဝတ်စစ်တီတော်ကျင့်ဝတ်လူသားဆိုင်ရာကျင့်ဝတ်များကိုဖောက်ဖျက်နေတဲ့အခါကြတော့ဒီလိုလူမျိုးကိုလူပြည်မှာထားရမသိဟုကျွန်တော်တို့ဆုံးဖြတ်ရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့သူရဲကောင်းတွေရဲ့ကျွန်တော်တို့ရဲဘော်ညီငယ်တွေရဲ့အုတ်ကူကိုစော်ကားမှုဟာလွတ်အောင်ပြေးလို့ပဲကြက်အတိပေးလိုက်ပါတယ်ကာလာတစ်ခုတော့လုတ်ကောင်းလုပ်နေမှာပေါ့ကွာအလဲကြရင်တော့မနှဲဝဲကြစတဲ့မင်းရဲ့လိပ်စာမင်းရဲ့မိသားစုမင်းရဲ့ဆွေစဉ်မျိုးဆက်တိတ်မခတ်ပါဘူးကြော်စိုးရှုံလေးလိုပဲဖြစ်ချင်လားမင်းလိုပဲဖြစ်ချင်လားကိုယ့်အခုတည်းကကြိုက်တာယူရှုံလေးကတော့ပေါ်တင်နေတော့မတော်ရဲ့ကားပုံခွဲပြီးနောက်မင်းကတော့သိတဲ့အတိုင်းပဲခန္ဓာကိုယ်နဲ့ခေါင်းနဲ့တခြားစီဖြစ်ဘယ်လန်းကိုရွှေ့မလဲကျော်စိုးဦးဟာပြည်သူတွေရဲ့အသေးနှလုံးကိုထိုးဆွားလိုက်ပါပြီကျော်စိုးဦးရဲ့ရက်လက်ဟာတိတ်ချင်းပဲဖြစ်ပါလိမ့်မယ်ကျော်စိုးနဲ့အတူသဇင်ဦးလေးလုံးမနောင်တော်လေးဒီ၃កောင်ဟာလည်းတိတ်ချင်းကိုရပါလိမ့်မယ်ချင်းချောက်နေတာမဟုတ်ဘူးတတိမလွတ်စေနဲ့တော့ကျော်စိုးဦးမင်းမိသားစုမင်းသားသမီးမင်းအဖေမင်းအမေမင်းဆွေမျိုးတွေတတိမလစ်စေနဲ့တော့ကျော်စိုးဦးကိုပြဋ္ဌာန်းမဲ့ဥပဒေကဟမ်မူရာဘီကိုတာဥပဒေဖြစ်ပါတယ်အသက်ကိုအသက်ချင်းမျက်လုံးတစ်လုံးစုံရင်မျက်လုံးတစ်လုံးချင်းဆိုတာမျိုးပဲပြင်လာပါလိမ့်မယ်ငါတို့ကိုတရားတွေဓမ္မတွေလာဟောမနေတော့ရက်ဆက်သူကိုရက်ဆက်မှုနဲ့သာပြန်အနိုင်ယူရပါလိမ့်မယ်ငြင်းငြင်းအေးအတွက်စစ်တိုက်ရပါလိမ့်မယ်တိုင်းပြည်အနာဂတ်တာယာလှပဖို့ကျော်စိုးဦးလိုကောင်မျိုးသဇင်ဦးလိုမိမမျိုးမြန်မာပြည်မှာလုံးဝမထားသင့်ဘူးဆိုတာကြက်မှတ်တာပါကဲဒီနေရာကနေပြီးတော့မြို့ပြယူကြီးရဲဘော်တွေနဲ့တော်လန်အတက်တီးတီးရေမရယာပသိမ်ကြီးကိုရောက်နေတယ်ဆိုလို့မင်းပြောတာနော်အဲ့မှာနေနော်လူလုံးပြနော်ခိုးကြောင်ခိုးနဲ့ဓာတ်ပုံလေးရိုက်ပြပြန်ပြေးလိုက်ဓာတ်ပုံလေးရိုက်ပြပြန်ပြေးလိုက်မလုံနဲ့ဟဲ့အောင်တွေ့ရှိရင်တတိရှိရင်ပေါ့လူလုံးပြပါဓာတ်ပုံရိုက်ပြလိုက်နောက်ရက်မှတင်အိမ်ပြန်ရောက်မှတင်တော့မလုံနဲ့ကွာကလေးကွက်တီအဲ့တော့အခုချိန်ကစကြော်စိုးကြီးမင်းဘဝမင်းတွေးပြီးတော့အသက်နဲ့ခန္ဓာမြဲအောင်ကိုစောက်ရှောက်ပါမိသားစုကိုစောက်ရှောက်ပါကိုရီကအသက်အရွယ်ရလူကြီးတွေဆိုတော့လေနည်းနည်းလေးထိန်းနိုင်ပေမဲ့လူငယ်မျိုးပြတော်လိုင်းကြီးရဲဘော်တွေနဲ့တော်လိုင်းကြီးတက်တွေကတော့ရမ်းပုံမီးကြဒေါသတွေတဖွာဖွာထွက်နေကြတယ်
အဲ့ဒီဒေါသဟာကျော်စိုးဦးနဲ့သဇင်ဦးတို့မိသားစုတွေကိုလောင်မြိုက်ပါလိမ့်မယ်မယုံရှိပါနဲ့တိတ်မကြခင်မှာမင်းမင်းကဲ့သို့ခေါင်းနဲ့ကိုတခြားစီဖြစ်မလားအသက်ရှင်ရက်ဖမ်းပြီးဖူးရောင်နေတဲ့မျက်နှာနဲ့ကျွန်တော်မှားပါတယ်ဆိုပြီးမျက်ရည်ကန်ထိုးမလားကိုလုတ်ရက်ကိုတာဝန်ယူရမယ်ကျော်စိုးဦးတကောင်ကတော့မင်းအိတ်ကောင်းချင်းအိတ်နိုင်ပါစေမင်းမိသားစုနဲ့မိသားသမီးဆွေမျိုးမြင်းမြစ်ပတ်သက်ဆက်ဆက်သူမှန်သမျှအိတ်ကောင်းချင်းစားကောင်းချင်းရှိနိုင်ပါသည်ဒါပေမဲ့အသွာလာအနေတိုင်းဆင်ခြင်ပါကျော်စိုးဦးကိုဒီနေ့ဒေါ်လာပြည်သူတွေကစုပေါင်းပြီးစုငွေထုတ်ပြန်လိုက်ပါတယ်သိန်း900လောက်ရပြီလို့သိရတယ်သိန်း900တောင်တန်ပါမလားဒီလိုကောင်မျိုးอ่ะဒါပေမဲ့ထားလိုက်ပါအသေးရရအရှင်ရရကျော်စိုးဦးကြီးမင်းကိုတေချင်းကလွယ်လို့အခြားမပေးတော့ဘူးလို့လူမြတ်ကျော်ကတဲ့တယ်ပြောပါတယ်ပလိုင်းတပ်ဖွဲ့တွေမျိုးပြပျောက်ကြားတပ်ဖွဲ့တွေညက်ချေမပြတ်ကျော်စိုးဦးနောက်ကိုစုံစမ်းနေတယ်ဆိုတာအရှိလေးလောက်ပြောပြလိုက်မယ်ဒီတကမင်းမလွတ်စေရဘူးရောကျော်စိုးမင်းတို့တတိုက်ကိုငါတို့လက်တုံပြမယ်လက်စားချီမယ်မင်းတို့လုတ်ခဲ့တဲ့လုံရအတိုင်းရလက်ကိုမင်းတို့ပြန်ရစေရမယ်မင်းတို့ဆွေစဉ်မျိုးဆက်ရမှာကတော့တေးချင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်